Hello ဒီနေ့ကတော့ဖေဖေဝယ်ပေးတဲ့လိတ်လေးကို unboxing လုပ်မှာပဲဖြစ်ပါတယ်။လိတ်ဒီဇိုင်းလေးကတော့ဂျပန်နိုင်ငံမှာရှိတဲ့ကလေးတွေအသုံးနဲ့လိတ်ဒီဇိုင်းလေးပဲဖြစ်ပါတယ်။ဒါကိုမမေကကြိုက်လို့ဆိုပြီးတော့မကရှာဝယ်ပေးထားတာပဲဖြစ်ပါတယ်။လိတ်လေးကတော့မိမိကြိုက်တဲ့အတိုင်းပဲပန်းရောင်လေးပေါ့နော်။ဟိုဘက်ဒီဘက်မှာရေဘူးထည့်ဖို့အတွက်အကန့်လေးတွေပါတယ်။ကဲဒါဆိုရင်လိတ်လေးဖွင့်ပြပေးပါမယ်ဖြစ်ပါတယ်။နောက်ပါနော်လိတ်ကအရန်ကိုအကန့်အကြီးပါတယ်နောက်ပါအများကြီးစားပြီးအများကြီးထည့်လို့ရတာပေါ့လိတ်စစ်ကိုလည်းအောက်ထိဖြစ်လို့ရဖြစ်တဲ့အတွက်ကြောင့်မို့လို့တမီစားပြီးအများကြီးထည့်ပြီးတော့ထုတ်မယ်ဆိုရင်လည်းအရန်လွယ်ကူပါတယ်ဒါလည်းမဟုတ်သေးဘူးเนาะအရှိမလေးစားအုပ်တွေထည့်ဖို့အတွက်ကတ်ပါရှိသေးပါတယ်ချူတူဆန်းဆန်းတမီဒီလွယ်လေးကိုဝယ်ပြီးမှသိရတဲ့ကြောက်ရလေးတစ်ခုကတော့ဟာညီမတွေ့လားမဲရှူရခလုတ်လေးပဲဖြစ်ပါတယ်ခလုတ်လေးကိုဖလိုက်တဲ့ချိန်မှာပေါ့နော်မိလင်းလာတယ်အဲ့တော့ကတော့မသိပေမဲ့အခုကတော့အရင်ပြောနေပါတယ်ဒီဟာလေးကိုတော်တော်လေးကြိုက်တယ်ပေါ့နော်မိကိုလည်းတစ်မျိုးမဟုတ်ဘဲနဲ့နှစ်မျိုးမိတ်တုံလေးတွေစက်တိုက်လင်းလာလေးတွေအမျိုးမျိုးပြောင်းလို့ရရပေါ့နော်ဒီချက်လေးကဒီလိုလေးကိုတော်တော်လေးကိုကြိုက်တာကဲခုကတော့လေထဲထဲကိုပြတော့မှာဖြစ်ပါတယ်ကဲခုကတော့လေထဲထဲကိုလိုက်ပြမှာပဲဖြစ်ပါတယ်ဒီကပေါ့နော်တမီးပုတ်စောက်တီထည့်မယ်ဟောဒီတမီးကျူးလေးကတော့တမီးရဲ့စောက်တွေကိုမိရမလွဲတော့အောင်သူရှိချက်ထင်းပေးပါမယ်ဟိုဒီတတိယမြောက်အကန့်လေးရလေတမီးအရင်ကြီးစောက်လေးထည့်ဖို့အတွက်တတိချက်ထည့်မယ်အကန့်လေးပဲဖြစ်ပါတယ်ဒါတော့အထည်ရဲ့အပိုင်းပေါ့နော်တမီးတတိချက်တတိထားမှာပေါ့ရှင်းစောအကန့်လေးကိုလေရေဆိုတဲ့ပစ္စည်းရေဘူးတွေမုတ်တွေမထည့်ဖို့အတွက်တတိထားမှာပဲဖြစ်ပါတယ်အဲ့မှာမီးလင်းလာလေးကတော့ရေစွာနဲ့ထိသွားရင်ပြတ်သွားမှာဆိုလို့ပဲဖြစ်ပါတယ်ကဲအခုကတော့အနောက်ကိုပြမှာပေါ့နော်နောက်မှာလေဒီပခုံးမနာအောင်လို့လုပ်ပေးတဲ့တိတိကျကျလေးပကုံပါပါတယ်ဒီတစ်ခုကတော့သမီးလွယ်နေလွတ်ထမ်းတော့လုပ်ပေးတဲ့ကလေးလေးပေါ့နော်ဒီနေ့ကတော့ဒီလောက်ပဲဖြစ်ပါတယ်နော်နောက်ဗီဒီယိုတွေနောက် vlog တွေမှာပြန်တွေ့ကြမယ်